အဖိုးအိုကငါးမြနေတာပါရုတ်တရက်ငါးမြတန်ကတုံခါသွားပေမဲ့သူအနားမကတ်နိုင်ခင်မှာပဲငါးမြတန်ကကျိုးသွားတော့တာနဲ့သူလည်းတကိုဘေးလွင်ပစ်လိုက်ရတယ်မြကျိုးကိုလှမ်းဖမ်းလိုက်တာနဲ့တပြိုင်နက်ပြင်းထန်တဲ့ဆွဲအားကြီးကိုသူခံစားလိုက်ရတယ်အဖိုးအိုကငါးကြီးချိန်မှာပုံမြဲသွားအောင်ကျိုးကိုတတိထားပြီးထိနေပေမဲ့ကျိုးကကုံတလောက်ဖြစ်နေပြီးဒါနဲ့သူလည်းနောက်ထပ်ကျိုးတစ်ချောင်းကိုအမြန်ဆက်လိုက်ရတယ်ဒီတစ်ခါမိတဲ့ငါးဟာသူ့တသက်တာမှာအကြီးဆုံးငါးဖြစ်လိမ့်မယ်ဆိုတာသူအလိုလိုသိနေခဲ့တယ်တိတ်မကြခင်မှာပဲကျိုးကငိန်သွားတယ်ငါတော့မောသွားပြီလို့သူထင်ပေမဲ့ဘလောက်ပဲဆွဲငါးကတုံတော်မလုပ်ဘူးအဲ့ဒီအစားငါးကဒေါသထွက်ပြီးလေကိုပါအရှိကိုတရွတ်တိုက်ဆွဲခေါ်သွားတော့တာပဲအဖိုးအိုကကျိုးကိုသူ့ကိုယ်မှာပတ်ထားပြီးငါးနဲ့အပြိုင်ပွဲစားတော့တာပေါ့နာရီပေါင်းများစွာကြာတဲ့အထိလေကတော့အဆွဲခံနေရတော့မဲကုန်းမြေတောင်မမြင်ရတော့ဘူးအဖိုးကိုလည်းတော်လေးပင်ပန်းနေပြီးညနေဆောင်တော့သူဟာချွေးတွေနဲ့ရွှဲနေပေမဲ့အခုထိငါးကိုတစ်ချက်တောင်မမြင်ရသေးဘူးတညလုံးလဲငါးကလမ်းကြောင်းမပြောင်းပဲဆက်ဆွဲနေတော့မဲအဖိုးအိုကကျိုးကိုစမ်းကြည့်ပြီးငါးမှာအားဘလောက်ကြံသေးလဲဆိုတာခံမှန်းကြည့်တယ်ငါးကတော့အားကောင်းလုံးပဲဆိုတာတိတာနေတာပေါ့သူကရေနံစီမိအိမ်ကိုထုံပြီးဆက်တိုက်ဖို့ပြင်ဆင်လိုက်တယ်မျက်စိမစုံမိတ်သွားအောင်ခေါင်းပေါ်ကိုပင်လေရေတွေလောင်းချလိုက်ရသေးတယ်အဲ့ဒီအချိန်မှာတခြားငါးများတွေကပြင်းပြင်းထန်ထန်တုန်ခါလာပြီးတချို့ဆိုကျိုးတောင်ကုန်ပြီးကျိုးတွေအမြန်ရော့ကျသွားတာကိုမြင်တော့အဖိုးအိုကအဲ့ဒီကျိုးတွေကိုဖျက်ချပြီးပို့နေတဲ့ငါးများတွေကိုပင်လေထဲပစ်ချလိုက်တယ်တခြားငါးတွေကိုဂယုစိုက်ဖို့သူ့မှာအားမရှိတော့ဘူးလေအပိုကျိုးတွေအားလုံးကိုတစ်ခုလေးဖြစ်အောင်စုကြည့်လိုက်တဲ့အချိန်မှာငါးကြီးကနောက်တစ်ချိန်အားနဲ့ဆွဲပြန်တဲ့လေကြီးတုံလုံးလောက်ခါသွားပြီးအဖိုးအိုတောင်လေပေါ်ကပြုတ်ကျလူနီးပါးဖြစ်သွားတယ်ကျိုးကပင်လေရဲကိုတရရဆွဲဝင်နေတော့မဲသူကကျိုးကိုကိုမှပြန်ပတ်ထားလိုက်ရတယ်အပြိုင်မှုကကြာလာတော့သူ့လက်ဖွားတွေမှာကျိုးချပြီးသွေးတွေထွက်လာပြီးဒါပေမဲ့သူကနာကျင်မှုကိုဂယုမစိုက်ပဲလက်ကိုပင်လေရဲထဲနှက်လိုက်တဲ့ရေငန်တန်ကြောင့်ဆက်ပြင်းနေတာကသူ့ကိုအိမ်မငိုက်အောင်ကူညီပေးတာပေါ့နောက်ထပ်နာရီနှဲငယ်ကြာတဲ့အခါမှာကျိုးရဲ့အနေထားကရေပြင်းနဲ့အပြန်ဖြစ်လာတာကိုသူသတိထားမိလိုက်တယ်ငါးကြီးရေပေါ်တက်လာပြီဆိုတာသူသိလိုက်ပြီးသူကပေါင်ကိုဖြတ်ခနဲရိုက်ပြီးကျိုးကိုပြန်ဆွဲလိုက်တဲ့အခါမှာတော့အန်တစရာကြီးပြငါးကြီးကရေပေါ်ကိုခုန်တက်လာတဲ့အဖိုးအိုတောင်မင်းတက်သွားရတယ်အဲ့ဒါသူ့လေထက်တောင်ကြီးတဲ့မာလင်ငါးကြီးတစ်ကောင်ဖြစ်နေလို့ပဲငါးရဲ့ကြောထဲမှာလေတွေပြည့်သွားပြီမို့သူရေထဲပြန်ငုတ်လို့မရတော့ဘူးအခုသူလို့ရမှာကငါးမောသွားတဲ့အထိစောင့်ဖို့ပဲဒါပေမဲ့ငါးကအမှန်ပြည့်နဲ့ရုန်းကန်နေတော့မဲဒါဟာနောက်ဆုံးအချိန်ပဲဆိုတာအဖိုးကိုသိလိုက်တယ်သူကကြံသမျှအားရင်ကုန်သုံးပြီးငါးကိုလေနားရအောင်ဖြည်းဖြည်းချင်းဆွဲယူတယ်သူ့လက်တစ်ဖက်လုံးသွေးတွေနဲ့ချင်းချင်းနေပြီးအနီးကပ်ပထမဆုံးအချိန်မြင်လိုက်ရတဲ့ငါးကြီးဟာတကယ်ကိုကြီးမားလုံးလာပါတယ်အဆုံးဖြတ်ခိုက်တက်မှာသူကအားကုန်ထက်ဆွဲတဲ့ကျိုးကိုကိုမှပတ်ထားပြီးပေါက်ပြဲနေတဲ့သူ့လက်တွေကိုကြည့်လိုက်မိတယ်သူလည်းအစွမ်းကုန်စူးစမ်းပြီးတတိမလွတ်သွားအောင်ပင်လေရေကိုဆက်တုံးနေရတယ်သူမတက်ရက်လိုက်တဲ့အချိန်မှာမျက်စိတွေတောင်ဝေဝါးနေပြီနောက်ဆုံးတော့ငါးကြီးအားကုန်သွားပြီးရေပေါ်မှာပေါ်လာတော့တယ်တတိလေးတစ်ချက်လွတ်ချင်နေတဲ့ကြားကပဲအဖိုးအိုဟာငါးကြီးကိုလေပေးစီဖြည်းဖြည်းချင်းဆွဲခေါ်လာနိုင်ခဲ့တယ်ဒီငါးကြီးကိုမိဖို့2ရက်နဲ့2ညတိုင်သူအားပြန်ခဲ့ရတာပါအဲ့ဒီနောက်မှာတော့သူဟာနှစ်ပေါင်းများစွာရှိခဲ့တဲ့ပင်လေတွေ့ကြုံကိုတုံးပြီးအိမ်ပြန်လန်းကိုလင်းမြန်စွာရှာဖွေနိုင်ခဲ့ပါတော့တယ်